ထရန်းရှိခိုးကြောင်းတစ်ခုတည်းမှာအန်နဲ့သူမရဲ့ရောက်ခမမာဝင်တို့ဟာတရားပွဲတက်ရောက်ရင်းအတူထိုင်နေကြပါတယ်။အဲ့ဒီမှာကိုဝင်ဆောင်အမျိုးသမီးတူကကိုရောမြအာဟာရ communion host ကိုခံယူနေတာကိုတွေ့ရပါတယ်။အန်နဲ့အလက်ရောက်တဲ့အခါမှာတော့ဖုံးတော်ကြီးကစစ်မြေပြင်ရောက်နေတဲ့သူမရဲ့ခမဲအတွက်ဆူတောင်းပေးပါတယ်။ဖះเจ้าအပြင်ဘက်ရောက်တော့မာဝင်ဟာအဲ့ဒီကိုဝင်ဆောင်အမျိုးသမီးနဲ့စကားပြောရင်ဆူတောင်းပေးတဲ့အောင်နဲ့ဘိုက်ကိုပွတ်တက်ကအမျိုးသမီးဝတ်ထားတဲ့ရွှေလက်ကောက်ကိုခိုးယူလိုက်ပါတယ်။အိမ်ပြန်လမ်းမှာတော့မာဝင်ကဟိုမိမမအများကြီးရှိရဲ့ငါတို့မှတော့ဘာမှမရှိဘူးလို့အန်ကိုကြိုပါတယ်။အိမ်သားရောက်ခါနီးမှာအန်ကနှုတ်ကနေမြင်းစည်းစစ်သားတယောက်လိုက်လာတာကိုတတိကျွမိပေမဲ့မာဝင်ကတော့မမြင်ရပါဘူး။သူတို့အိမ်ထဲဝင်ပြီးမျိုးစေ့အချို့စိုက်ကဟင်းချက်ကြပါတယ်။စားတောက်ပြီးလို့ညဘက်မာဝင်အိပ်ဖြော်နေချိန်မှာအန်ကဖိုက်စာလုံးလို့ကြံတဲ့ဟင်းကျွန်းတွေကိုပြန်ချက်စားပါတယ်။အိပ်ပျော်သွားတဲ့အခါမှာတော့သူမဟာငယ်တငယ်ချင်းနှစ်ယောက်နဲ့ကစားခဲ့ရတဲ့ကလေးဘဝကိုအိမ်မက်မှတ်ပါတယ်။ရက်အနှဲငယ်ကြတော့သူမစိုက်ထားတဲ့မုံလာဦးနီ beach တွေကိုတူးဖော်ပါတယ်။မာဝင်ကတော့ခုနကလက်ကောက်ကိုရောင်းပြီးပေါင်မုံဝဲတော်မယ်လို့ပြောပြီးအန်ကိုချွေးမအဖီရတာဝမ်းသာကြောင်းပြောပါတယ်။နောက်ပိုင်းမှာအန်ကနောက်ထပ်အိမ်မက်တစ်ခုထပ်မှတ်ပါတယ်။အဲ့ဒါကတော့သူမရဲ့ခမင်းရှေးမှာပြန်လာပြီးမဲ့မြေကြီးပေါ်လဲကျပြီးနာကျင်စွာအော်ဟစ်နေတဲ့အိမ်မက်ပါ။မာဝင်ကသူမကိုနိုးလိုက်ပြီးဟင်းသီးဟင်းရွက်တချို့ဝဲလာတယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒါတွေကပုတ်တိုးနေတာကြောင့်မာဝင်ကဒေါသတကြီးလွန့်ပစ်လိုက်ပါတယ်။ဒါပေမဲ့လည်းသူမကအန်ကိုနှင့်သိမ့်ပြီးဖျားသခင်ကသူတို့ကိုတခုခုပေးသနာဖို့နဲ့ရှေးမတ်ပြင်လာဖို့ဆုတောင်းနေပါတယ်။မာဝင်ကစစ်ပွဲကငါတို့ကိုချမ်းသာစေမှာမဟုတ်လို့နေမျောလင်းချစ်ကြီးကြီးထားရမယ်လို့အန်ကိုပြောပါတယ်။နောက်ပိုင်းကမ်းခြေတစ်ခုမှာတငါးသည့်ယာကိုဟာလွေးဆိုင်လာပါတယ်။အန်ကသူ့ကိုတွေ့တော့အလွန်ဝမ်းသာသွားပါတယ်။သူကသူမရဲ့ငယ်တငယ်ချင်းဖြစ်ပြီးစစ်ပွဲကနေပြန်လာတာပါ။စစ်ပွဲပြီးသွားပြီလားလို့မေးတော့ယာကိုကငါ့အတွက်ပဲပြီးတာပါလို့ဖြေပါတယ်။သူမကသူမရဲ့ခမင်းအကြောင်းမေးတဲ့အခါယာကိုကညင်သက်သွားပါတယ်။သူ့ကိုအိမ်ခေါ်လာပြီးကျွေးမွေးရင်မာဝင်ကတားဖစ်သူအကြောင်းမေးပါတယ်။ယာကိုကစစ်မြေပြင်မှာအလောင်းတွေသူကြီးတွေနဲ့ဖုံရွက်တွေပဲရှိကြောင်းသူနဲ့ရှေးမတ်ဟာထွက်ပြေးခဲ့ရကြောင်းသူတို့ကတငါးသီးတွေဖြစ်ပြီးအတင်းအထက်မှာစစ်ထဲဆွဲသိမ်းခံရတာဖြစ်ကြောင်းပြောပါတယ်။မာဝင်ကတော့တာဝန်ကိုစွန့်လွတ်ထွက်ပြေးခဲ့လို့သူ့ကိုအပြစ်တင်ပါတယ်။ယာကူကသူတို့နှစ်ယောက်ညဘက်အတူထွက်ပြေးလာကြပေမဲ့လမ်းမှာဓမြုတိုက်ခန်းပြီးဓမြုတွေကရှေးမတ်ကိုတက်လိုက်ကကြောင်းသူတယောက်ထဲလွတ်လပ်ထဲတာပါလို့ပြောပါတယ်။ဘလို့တက်လိုက်တာလဲလို့မေးတော့ရှေးမတ်ရဲ့ဘိုက်ကိုခွဲတက်လိုက်တာလို့ဖြေပါတယ်။အန်ကတော့ငိုကြွေးနေတဲ့သူမရဲ့ခမင်းကလေးဘွားပုံစံနဲ့သူမလက်ကိုလာကိုင်းနေတာကိုမြင်အောင်နေပါတယ်။နောက်နယ်မနဲ့နိုးလာတော့မာဝင်ကနိုးနေပြီပါ။သူတို့ရဲ့အခြေအနေကိုစဉ်းစားရင်အန်ကအခုတော့လင်းသေးမုတ်ဆိုးထပ်သွားပြီးကလေးလည်းမရှိဘူးဆိုပြီးငိုကြွေးကအပြင်ထွက်သွားပါတယ်။နောက်ပိုင်းမှာကမ်းခြေတစ်ခုမှာလွေးပြက်ကျနေပြီးလူတစ်ယောက်တေဆုံးကနောက်တစ်ယောက်ကဒဏ်ရာရနေတာကိုတွေ့ရပါတယ်။မာဝင်ကနောက်ကနေရောက်လာပြီးအဲ့ဒီဒဏ်ရာရတဲ့လူကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ပြီးတော့အန်ကိုဖြောင်းပြရင်ဒါကမတော်တဆဖြစ်တာပါလို့ပြောကတေဆုံးသူတွေရဲ့ဝိညာဉ်အတွက်ဇူတောင်းပေးပါတယ်။မာဝင်ကတန်ဘူးရှိတာမှန်သမျှအကုန်ယူပြီးဈေးမှာသွားလဲပါတယ်။နောက်တနေ့မနေ့မှာအန်ကသူမစိုက်ထားတဲ့မုံလာဥနေအကုန်သေးသွားတာကိုတွေ့ရပါတယ်။အဲ့ဒီမှာမြင်းစည်းစစ်သားကိုထပ်မြင်ရပြန်ပါတယ်။သူမကမာဝင်ကိုပြောပြပေမဲ့မာဝင်ကတော့နင်းနေယူနေတာပဲ။နင်းအမေစီကပါလာတဲ့အကျင့်ဖြစ်မှာပါလို့ရဲမောပါတယ်။လမ်းလျှောက်သွားရင်အန်ကယာကိုနဲ့တွေ့ပါတယ်။ယာကိုကသူမနောက်ကိုလိုက်လာပြီးစကားပြောဖို့ကြိုးစားပါတယ်။ဒီလမ်းမှာကြောက်ထဲမလျှောက်ထန်ဘူးသူလိုက်ပို့ပေးမယ်လို့ပြောရင်မဲ့အန်ကခမင်းမဟုတ်တဲ့အမျိုးသားနဲ့အတူမသွားနိုင်ဘူးလို့ညင်းပါတယ်။ယာကိုကနင့်ခမင်းတေးပြီလေလို့တတိပေးပါတယ်။ဒါပေမဲ့ယာကိုကအိမ်အထိလိုက်လာပြီးမာဝင်ကိုဖော်ဖော်ရွယ်စကားပြောပါတယ်။မာဝင်ကတော့ယာကိုကိုလုံးဝမကြိုက်ပါဘူး။သူကကလေးတုန်းကစပြီးမနာယူတဲ့အကြည့်လီရှိတယ်။မေးပါမဲ့ကြွက်ဆုပ်လမ်းဘေးတကွေးလို့ဆဲဆိုတာကြောင့်အန်ကတော့သူတို့ကငယ်တငယ်ချင်းတွေမို့လို့သူကလူဆိုးမဟုတ်ဘူးလို့ခုခံပြောပါတယ်။မာဝင်ကစစ်ပွဲကာလမှာမစ်ဆာတွေကလူရောင်မဆောင်နဲ့ရှောင့်သွားနေတာငါပြောတာကိုမနားထောင်ဘူးဆိုရင်ငရဲကစစ်သားတွေကနင်ကိုတွင်းနဲ့ကြီးလဲဆွဲချသွားမယ်လို့ချင်းဖြော်တာကြောင့်အန်ကြောက်ရွံ့သွားပါတယ်။ဒီနေ့မှာ
အိမ်ထဲရောက်တော့ Friar Penrose ဆိုတဲ့ဖုံးတော်ကြီးတစ်ပါးကိုတွေ့ရပါတယ်။မာဝင်ကသူ့ကိုလမ်းမှာတွေ့လို့ခေါ်လာတာပါလို့ပြောပါတယ်။သူခီရီးသွားနေရင်ရလာတဲ့တန်ဘူးရှိရှဲဟောင်းပစ္စည်းတစ်ခုကိုငွေစတုံးပြားနဲ့လဲဖို့ကမ်းလှမ်းပါတယ်။ မာဝင်ကသူတို့မှာပတ်စံမရှိဘူးလို့ပြောပြီးဒီပစ္စည်းရှိတာကိုတခြားဘသူသိလဲလို့မေးပါတယ်ဘုန်းတော်ကြီးကသူတို့ပဲအရင်ဆုံးသိတာလို့ပြောပါတယ်သူကလန်ဒန်ကိုသွားမှထပြီးအန်ကိုဆူဒန်ပေးနေတော့မှာပဲမာဝင်ကနောက်ကနေသူ့လေပင်ကိုလှီးတက်လိုက်ပါတယ်အန်ထိတ်လန့်သွားပေမဲ့မာဝင်ကဒါကဖျားသခင်ကိုဟန်ဆောင်တဲ့လူလိမ်ပဲဒီပစ္စည်းတွေကငါတို့စောင်းရဒီမှာဘိုက်ဝါစီလိမ့်မယ်လို့ပြောပါတယ်သူတို့အလောင်းဖြောက်ပြီးသွေးတွေကိုစေးကြောကြပါတယ်တနေ့မှာအန်ဟာတောထဲမှာလူတစ်ယောက်ကိုတွေ့ပေမဲ့ခုနကမြင်းစည်းစစ်သားရောက်လာပြီးအဲ့ဒီလူရဲ့ခေါင်းကိုဖျက်ချလိုက်တာကိုမြင်လိုက်ရပါတယ်သူမကြောက်လန့်တစားနဲ့ယာကိုစီကိုပြေးသွားပါတယ်ယာကိုကသူမကိုနှိပ်တင်ပြီးမာဝင်းကသူမကိုခြောက်လန့်နေတာဖြစ်ကြောင်းတကယ်ငရေဆိုလားသူတို့ပြန်လာတဲ့စစ်မြေပြင်ဖြစ်ကြောင်းပြောပါတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်လူလားနေကြတာလို့ယာကိုကပြောပြီးသူ့စီကိုညဘက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အိမ်ပြန်ရောက်တော့အန်ကမာဝင်းအိပ်ပျော်နေတာကိုအခွင့်ကောင်းယူပြီးယာကိုစီကိုတွားပါတယ်သူတို့နှစ်ယောက်အတူရှိခဲ့ကြပြီးမနက်လောက်တော့ယာကိုကအတူနေဖို့ပြောပေမဲ့အန်ကမာဝင်းကိုကြောက်တဲ့အကြောင်းအိမ်ပြန်လာခဲ့ပါတယ်မာဝင်းကနိုးနေပြီးဘသွားတာလဲလို့မေးတဲ့အခါလီငင်းခံတာလို့လိန်ပြောပါတယ်နောက်တစ်ညမှာအန်နဲ့မာဝင်းတို့ဟာနောက်ထပ်ခရီးသားတစ်ယောက်ကိုတတ်ပြီးပစ္စည်းလူကြပါတယ်အဲ့ဒီမှာခလီးကစားတရားတစ်ခုပါလာပါတယ်ဖះเจ้าမှာခုနကကိုဝင်းဆောင်အမျိုးသမီးဟာခလေးမွေးပြီးသွားတာကိုတွေ့ရပါတယ်မာဝင်ကခိုးလာတဲ့ကစားတရားကိုအဲ့ဒီခလေးကိုလက်ဆောင်ပေးလိုက်ပါတယ်အိမ်ပြန်ရောက်တော့ယာကိုကအပြင်ကနေလမ်းခေါ်ပါတယ်သူကအန်ကိုတောင်းဆိုပေမဲ့မာဝင်ကဓာတ်နဲ့ချင်းချောက်ပြီးမောင်းထုတ်လိုက်ပါတယ်နောက်ပိုင်းမှာအန်ကမာဝင်အိပ်ပျော်အောင်စေးတိုက်ပြီးယာကိုနဲ့တွားတွေ့ပါတယ်သူတို့ကမ်းခြေမှာအတူရှိနေစဉ်မှာပဲမာဝင်ဟာအိမ်မှာနိုးလာပါတယ်သူမအန်ကိုရှာရင်အပြင်ထွက်လာတဲ့အခါမြင်းဟီတန်ကြားလူပုံနေလိုက်ပါတယ်အဲ့ဒီမြင်းစည်းစစ်သားအာမာဝတ်ထားတဲ့လူကသူမအိမ်ရှိအထိလာပါတယ်မာဝင်ကသူ့နောက်ကိုလိုက်သွားပြီးလူသူမရှိနေရမှာသူ့ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်သူမကသူ့ရဲ့ခေါင်းစွပ် helmet ကိုအတင်းခွာချလိုက်တဲ့အခါထိတ်လန့်စရာကောင်းတာကအဲ့ဒီလူဟာသူမရဲ့သားရှေးမတ်ဖြစ်နေတာပါတစ်ဖက်မှာလည်းအန်နဲ့ယာကိုတို့စကားပြောနေပါတယ်အန်ကသူမဟာချမ်းသာကြွယ်ဝမှုနဲ့ခလီးရလိုမှုတွေကိုမနာလိုဖြစ်မိကြောင်းဝန်ခံပါတယ်ယာကိုကသူ့နဲ့နေရင်အဲ့ဒါတွေရနိုင်တယ်လို့ပြောပါတယ်အိမ်ပြန်ရောက်တော့အန်ကမာဝင်ကိုယာကိုနဲ့လက်ထပ်တော်မယ်အကြောင်းပြောပါတယ်မာဝင်ကဒေါ်ထားကြီးနဲ့သူမကိုဆဲဆိုပြီးငရဲကစစ်တီရင်နှင့်ကိုလာဖမ်းလိမ့်မယ်လို့ကြိမ်ဆဲပါတယ်နောက်ဆုံးဟာယာကိုကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်ရှေးမတ်စာစစ်ပွဲမှာယူသွားပြီးသူ့လူကချင်းချင်းတပ်ဖြတ်ပြီးဖြစ်စည်းလူခဲ့တာသူကအဲ့ဒီကျင်းစာတဲ့စမ်းချာကိုဝစ်စင်းမိပြီးခေါင်းစွပ်ကခေါင်းမှာကတ်ညီသွားခဲ့တာချွတ်မရပဲနာချင်းစွာအော်ဟစ်နေခဲ့တာပါအန်ကယာကိုကိုပစ်ထားခဲ့တာလို့စိတ်ဆိုးပြီးထွက်လာပါတယ်လမ်းမှာဖုံးတော်ကြီးအသက်ခံထားတာကိုတွေ့ပြီးထွက်ပြေးတာကနေမာဝင်နဲ့တွေ့ပါတယ်မာဝင်ဟာအဲ့ဒီကျင်းစာတဲ့တန်ကောင်းစုပ်ကိုဝစ်စင်မိပြီးချွတ်မရဖြစ်နေတာပါအန်ကတစ်တလွားကတိုင်းနဲ့ရိုက်ခွဲလိုက်မှခေါင်းစွပ်ကကွဲထွက်သွားပြီးမာဝင်ရဲ့မျက်နှာဟာအလွန်အများပျက်စီးနေတာကိုတွေ့ရပါတယ်သူတို့အိမ်ထဲပြေးဝင်ပြီးပုံနေကြပါတယ်အပြင်မှာတန်ကောင်းစွပ်ကအလိုလိုပြန်ဆက်သွားတာကိုမြင်ရပါတယ်နောက်ဆုံးတော့အန်ကအဲ့ဒီတန်ကောင်းစွပ်ကိုသူမကမကြောက်တော့ဘူးလို့ပြောပြီးအိမ်ထဲကိုပြန်ယူလာပါတယ်သူမဟာမာဝင်ကိုပေါ်ယာကိုကိုပေါ်အားမကိုတော့ပဲကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှင်တန်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဇလန်အဆုံးမှာအန်ကတောထဲမှာတစ်သားတစ်ခုတည်းထင်ထားတဲ့တန်ကောင်းစုပ်ကိုရှာတွေ့ပြီးသူမဘေးပတ်လည်မှာတန့်ရှင်စင်ကျဲကစွမ်းအားတစ်ခုရှိနေတယ်လို့ခံစားလိုက်ရရင်ဇလန်ပြီးဆုံးသွားပါတယ်